Kakashi Hatake AB ညံရင်ပိုင်းထက်မြက်တဲ့သူတယောက်ဖြစ်နေမယ်။နင်ဂျူစုခင်ဂျူစုဆိုပြီးအရာအလုံးမှာထွန်းကြွတဲ့ခါကာရှိဟာတိုင်းဂျူစုကိုတော့ပထမဂိတ်ကိုဖွင့်ပြခဲ့မယ်။အခုလောလောဆယ်မှာခါကာရှိဟိုကာဂိတ်ဖြစ်နေမယ်။ဒီလိုအင်အားကြီးတဲ့သူတယောက်ရဲ့သားကဘလို့ဖြစ်နေမလဲ။ဒါပေမဲ့ကင်းခါကာရှိကသူ့အပေခါကာရှိနဲ့ဆန့်ကျင်ဘက်ဖြစ်နေမယ်။နင်ဂျူစုခင်ဂျူစုတိုင်းဂျူစုအကုန်လုံးမှာအားနေတယ်။ဒီလိုဖြစ်တာတော့ခါကာရှိကန်ကိုမစ်ရှင်တွေလုပ်ခိုင်းတယ်။ဇလန်ရဲ့အစာအုပ်ပိုင်းမှာကန်ကိုအချမ်းဘက်နင်ဂျာတွေအချို့ဝိုင်းပိတ်ထားမယ်။ကင်းသူတို့ကိုတွေ့ပြီးကြောက်နေမယ်။ဒီဟာကိုမြင်တဲ့အဲ့ဒီနင်ဂျာတွေကဟိုကာဂိတ်မှာဒီလိုအားနေတဲ့သားလားဆိုပြီးလောင်ပြောင်ပြီးတော့ပြောခဲ့ကြမယ်။ကင်ရဲ့လက်ထက်မှာတားမြစ်ထားတဲ့ဂျူစုဆာရွက်လေးတခုရှိတယ်။ဒီဟာရဖို့အတွက်ဒီကျိုးရွာကနင်ဂျာတွေကကန်ကိုပေးဖို့ပြောနေတာ။ပြောရမယ်ဆိုရင်ကန်တောင်ထိပ်အပေါ်နားတောင်ရောက်နေပြီ။ကျိုးရွာကနင်ဂျာတွေကတာမန်နေလို့ကန်ကလည်းဆာရွက်လေးကိုလွှတ်ပစ်ပေးလိုက်တယ်။သူတို့လက်ထဲပေးလိုက်တယ်။အဲ့ဒီဆာရွက်လေးကိုဖွင့်လိုက်တော့အဲ့ဒီနင်ဂျာတွေထိတ်လန့်စရာတခုတွေ့ခဲ့တယ်။အဲ့ဒီဆာရွက်လေးမှာဒါပဲပါတယ်။ကန်ကသူတို့ကိုလိန်လိုက်တယ်။အတွက်ဒေါသထွက်ပြီးသူတို့ကတတ်တော့မယ်ဆိုပြီးကန်ကိုဆုံးပြလိုက်တယ်။ဒါကကန်ရဲ့ကိုဝါအကောင့်တစ်ခုပဲ။တကယ်ကန်ကထွက်ပြေးသွားပြီ။ကန်ကဒီကောင်အားနေတဲ့နင်ဂျာတယောက်လိုဖြစ်နေမယ်ဒါပေမဲ့ဒီကောင်ကန်နင်ဂျာလှည့်ကွက် tricks တွေတုံးတက်တယ်လို့တချို့တွေကပြောကြတယ်အဲ့ဒီလျှို့ဝှက်စာလေးကိုဒီကောင်ကန်ကချောမြောက်ဟိုကာကြီးခက်ခါရှိစီသွားပြန်ပေးတယ်ခက်ခါရှိကကန်ကိုမေးတော်တယ်ဆိုပြီးချီးကျူးနေရောခက်ခါရှိကငါ့ကို the copy ninja လို့ခေါ်ကြတယ်မင်းကိုလည်းဒီနေ့ကဆက်ပြီး the gun ninja လို့နာမည်ငါပေးတယ်ဆိုပြီးပြောလိုက်မယ်ကန်ရဲ့စိတ်ထဲမှာဒီနာမည်ရော ninja လိုမျိုးသူနေထိုင်ကြတာရောဒီကောင်လုံးဝမကြိုက်ဘူးခက်ခါရှိကကန်ကိုနောက်ထပ် mission တခုထပ်ပေးတယ်ကန်ကမလုပ်နိုင်ဘူးလို့ညင်းလိုက်တယ်ခက်ခါရှိရဲ့ဇနီးမယားဖြစ်တဲ့မီနာရောနှစ်ယောက်ပေါင်းပြီးသူတို့သားကန်ကိုပြောမှဇွတ်အတင်းလှုပ်ခိုင်းတဲ့ဒီ mission ကိုဘာဖြစ်လဲဆိုတော့အရေးချင်းမရှိတဲ့ကန်ကိုဘာကြောင့်mission တွေကိုခါခါရှိရလှုပ်ခိုင်းရတယ်ဆိုတော့အဲ့ဒီအချိန်မှာကော်နာဟာတရွတ်ရွာမှာရှင်နိုဘီလုံလုံလောလောမရှိလို့ဒါကြောင့်ကန်ကိုလှုပ်ခိုင်းနေရတဲ့အခြေအနေဖြစ်နေတာနောက်အပီတိုဇလန်တခုမှဆိုရင်ကန်ရသူ့ရဲ့အကယ်ဒမီမှာစာသင်နေမယ်တချို့ကောင်တွေကဒီကောင်လာဟိုကာကြီးရဲ့သားအခုတလောဒီကောင်လေးကနာမည်ကြီးနေတာဆိုပြီးတန်တော်ကြည့်နေကြတယ်ဒီကောင်ဘဝလိုမျိုးငါတို့လည်းဖြစ်နေတယ်ဆိုပြီးညင်းညူနေကြမယ်တချို့ကောင်တွေကခါခါရှိရဲ့အချိန်ဟွာကြောင့်လားဒီကောင်ကအကယ်ဒမီကိုရောက်လာတာဒီကန်ကစာသင်တာလဲစာတွေလည်းဒီကောင်မရဘူးနေယူစုတွေလည်းမရဘူး तू ဘာမှမရဘူးဆိုပြီးလောင်ပြောင်နေကြမယ်ကန်ရဒီယာတွေကို तू မသိသလိုပဲဒီကောင်နေတယ်အဲ့ဒီအချိန်မှာကန်ကိုထောက်ပံ့ပေးတဲ့အနေနဲ့တိုင်ရှူလူဆိုတဲ့ကောင်လေးတယောက်ကဝင်လာတယ်တိုင်ရှူလူဆိုတဲ့ကောင်လေးဘာပြောဆိုကန်ကအင်အားရှိတဲ့ကောင်လေးတယောက်ဖြစ်တယ်ကန်ကအားနေတဲ့နေကြတယောက်မဟုတ်ဘူးဆိုတော့အကြောင်းပြချက်ကဘယ်လိုလဲဆိုတော့ကလေးဘွားအချိန်တော့တိုင်ရှူလူနဲ့ကန်နဲ့နှစ်ယောက်တွေ့ဘူးတယ်အဲ့ချိန်တော့တိုင်ရှူလူကကလေး၃ယောက်ကိုဖျဲနေတယ်ကန်ကပြောတယ်မင်းသူတို့တွေမဖျဲနဲ့ဆိုပြောတယ်ငါ့ဘေ6မြောက်ဟိုကကိနဲ့တိုင်ပါတော့ဆိုပြောတယ်ဟိုကောင်ကလှည့်ပြန်သွားတော့နောက်နေ့ကျတော့ကန်နဲ့တိုင်ရှူလူနဲ့နှစ်ယောက်ထိတ်တိုက်တွေ့ရောထိတ်တိုက်တွေ့ကန်နေကြတော့တိုင်ရှူလူကမေးတယ်ကန်ဟဲ့အောင်မေးဘေ6မြောက်ဟိုကကိကိုပဲမင်းအမိခိုးပြီးတော့နေမှာလားမင်းမှာဘာဆွမ်းမမရှိဘူးလားဆိုပြီးတော့ဒီကောင်ထိုးဖို့တဲ့အစင်သစ်ပြင်းနေရောပြင်းနေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကန်ကကိုပြောက်သွားပြီးတော့မြေကြီးထဲထွက်လာတယ်ကိုဘွားဂျူစုတွေတုံးတယ်ကန်ဟိုကောင်တိုင်ရှူထိုးတဲ့တကွက်မှာကန်ရှီမှာသွားပြီးတော့မထိဘူးကန်ကလျက်စီးတဲ့နေရောလက်ထဲမှာပြောမဆိုဒီကောင်မှာလျက်စီးတဲ့ချက်ခရနေချတဲ့ဒီကောင်မှာစုံနေတယ်ဘယ်လိုပြောမလဲဒီကောင်အမှတိုင်ရှူကလန့်သွားတယ် surprise ဖြစ်သွားတယ်ဒီကောင်ကအစွမ်းမရှိသလိုနေနေတာတကယ်တော့ကြောင့်ဒီကောင်ဘာမှမဟုတ်ဘူးအခုပြန်ပြီးတော့ကျွန်တော်တို့အခုအချိန်တွေကိုပြန်ပြီးတော့ကြည့်မယ်အခုအကယ်ဒမီမှာကျောင်းသားဖြစ်နေတဲ့ကန်ကဒီကောင်ဘယ်လိုလဲဆိုတော့သူ့မှာရှိတဲ့အစွမ်းတွေဒီကောင်မပြချင်ဘူးဒီကောင်မှာအစွမ်းတွေအများကြီးပဲရှိတယ်ဒါပေမဲ့ဒီကောင်ဘာမှမသိသလိုပဲဒီကောင်နေမယ်ဒီကောင်မှပြောမယ်ဆိုရင်သူခါခါရှိအဖေတွေးအပြည့်သူ့ရဲ့အဖေစာကူမိုဟာတာကေသူ့အဖိုးပဲပြောမယ်ဆိုရင်သူတို့ရဲ့တွေးအပြည့်ပါတဲ့ကောင်ဒီကောင်ကကန်ကပြောမယ်ဆိုရင်ဒီ chapter ကျွန်တော်တော်တော်စိတ်ဝင်စားလို့ပြောတာပါဘရိုတို့ဒါ enemy fan တွေလောက်ထားတဲ့ဒီတီးတန့်ဗီဒီယိုတခုပါပဲဘာမှထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူးကျွန်တော်ဒီရလေး supporting ပေးနေတဲ့အနေနဲ့ like subscribe sharing ဒီဗီဒီယိုတွေကို sharing လုပ်ပေးတာတွေပါလုပ်ပေးကြပါ